နေ့ကတော့မူအေးလေးနဲ့ unboxing video လုပ်မှာပါမှားတဲ့ PC တွေအားရောက်ပါတယ်ပေါင်းမီတွေရောအင်ဂျီတွေရောအားလည်းရောက်ပါတယ် unboxing လုပ်ကြရတော့ပါဒီမှာရပြီလားအချိန်ခါမှမူးရွာနေပဲဒီလားမင်းညကလေးရွာနေဒီနေ့လဲမိုးတွေချိန်ပြီးတော့လေမနေ့ကမိုးတွေချိန်ပြီးမိုးတွေရွာနေဒီအင်းကြီးကကျွန်တော်မှာတော့တပတ်ကျော်သွားတယ်ပြရမယ်လို့နောက်ဆုံးမှဖောက်ပြမယ်ဒီကောင်ဒီကောင်ကျွန်တော်ထားလိုက်မယ်ဒီဘောင်းမီကတော့ကျွန်တော်စင်ကမာ vintage ကိုပုံမဲ့တာဘောင်းမီပေါ့နော်ဒါဟိုနေ့ကလေးကကျွန်တော်ရောက်ထားတာပါဒါပေမဲ့အဲ့ဒါ site ကဆမ်းမကြီးတာဗျအဆင်ပြေလားလို့ခုတော့ဆင်ပြေလို့ကျွန်တော်တို့ထက်ဘယ်နဲ့ထဲစုပေါင်း9ထဲလောက်မှာလာဗျာလောလောဆယ်ဒါဒီနှစ်ထဲပဲတော့ unboxing လုပ်ပြမယ်ဟုတ်အတူတူပဲဆိုတော့လေဒီတော့ baggy ပတ်ရတယ်ဒီတော့ baggy ပွား baggy ပတ်ပါဒီကောင်ကဒီ chain ရောနောက်ထပ်ကျွန်တော်မှာထားသေးတယ်ဒီကောင်ကတော့အမဲရောက်ပါဒီမဲရောက်လည်းတော့မိုက်ပါလေဒီကောင်မဲရောက်ပါဒီကောင်တွေကကျွန်တော်ဒါမန္တလေးဆိုင်ကိုပို့မဲ့ပစ္စည်းပေါ့နော်ဒီကောင်ကစမ်းမရည်နဲ့ခုမှအများကြီးယူလိုက်တာဗျာဟုတ်စားပြီတော်မိုက်တယ်ကတင်ကတော့တော့လှတယ်ဗျာနောက်တစ်ပတ်တော့ကျွန်တော်ဆိုင်ရမှာပါနောက်တစ်ခုကဒီတစ်ခုကတော့ဒါကျွန်တော်ရဲ့ဖေဖေအတွက်ဒါကျွန်တော်ရဲ့ဖေဖေအတွက်မှာထားတာပါဖေဖေအတွက် Nike Crossbody ပဲပါကျွန်တော်ရဲ့ချစ်မေမေကသူ့ရဲ့ချစ်ယောက်ျားအတွက်ဒါမှာထားတာပါဖေဖေကဖုန်းတွေပါတယ်ထည့်တော့ဗျာကြည့်လားသူအလုပ်တွေပါတယ်သွားရင်ဖုန်းတို့ပါတို့ပတ်စံတို့ပါထည့်သူရဲ့ပတ်စံကြိုင်တာတိတ်မကြိုက်ဘူးဗျာကြည့်လားဒီလို cross body ဘက်လိုရတာကြိုက်တယ်ပြီးတော့ဖေလုံးနဲ့အဆင်ပြေဗျာကြည့်လားဖေကဒီလိုဖုန်းကလည်းသူကနှလုံးဆိုတော့နှလုံးထည့်ရတာဆိုတော့ဒီလိုအိတ်နဲ့အဆင်ပြေပဲကြည့်လားကောင်းလေးပါကျွန်တော်လိုက်ပါလေကျွန်တော်ပဲဗျာဖေကြိုက်တာမသိကျွန်တော်တော့ကြိုက်တယ်ဖေမကြိုက်တော့တိုက်လိုက်တော့နော်ဒါတော့ဖေတော့ပါနောက်ဆုံးတော့အင်ဂျီပါအင်ဂျီကကျွန်တော်ဒါစုပါဒါဘယ်နဲ့ထဲမှာတော့3တယ်ဗျာ3တယ်မှာဒါဒီကောင်ကဒါထိုင်း local brand locker တွေမှာလာပေါ့နော်အင်ဂျီ3တယ်သိကြနော်အဲဒီ strap ပေါ်တော့ဗျာပါလို့ဒါသူ့ရဲ့ဒါလောကကန်သူ့ရဲ့အိတ်ပါဟောအင်းဆိုးရပိုက်တယ်တော့ကျွန်တော်မှာပြီးတော့မှကျွန်တော်တော့ဖြစ်ပြီးသားပါဗျာဟိုဒါမဲ့ဒီအင်ဂျီနဲ့တူတဲ့အင်ဂျီတွေတော့ကျွန်တော်မှားလို့သားကျွန်တော်ကလောကပါဒါရဲ့ကျွန်တော်မန္တလေးဆိုင်ပို့မှာပါဒါမန္တလေးဆိုင်မှာရောင်းဖို့မှားထားတဲ့အထည်ကြီးပါဟိုပါတော့တစ်ထည်ဒီကောင်ကတစ်ထည်3နေပါကျွန်တော် unbox လုပ်ပြမယ်နော်အရင်ဆုံးဒီကောင်လေးကိုလုပ်ရမယ်ဒီကောင်လေးကိုလုပ်ပြမယ်ဆိုတော့မိုက်တယ်တော်မိုက်တယ်ဆိုအသားတော့ဒီလောကအရင်တစ်ခါပြန်ကျွန်တော်နှစ်ထည်လားမသိဘူးမန်းလေးဆိုင်ရောက်တယ်အဲ့ဒါကျွန်တော်အတိပရိုတယောက်ရယ်နောက်တစ်ယောက်ကတော့ customer တယောက်ရယ်ဝင်သွားတာဗျာသူတို့ကတော့ရမ်းကြိုက်တယ်လို့ပြောရပဲသိလားဒါကျွန်တော်ဆိုင်မှာဆမ်းပြီးဒါတင်ကြည့်လို့ညာဒီမှာပါမြင်ရလားတော့မသိဘူးဒီလိုပါနောက်ကဒီလိုလေးပါနောက်ကတော့ဒီဟာလေးပဲပါဗျလော့ကာဆိုတာဒါတော့သူ့ရဲ့တက်ပါ
ဒီနေ့ထဲကတော့ဒီဇိုင်းတူပဲဆိုတော့ကျွန်တော်ထဲပဲဖောက်ပြတော့မယ်နော်ကျွန်တော်လိုချင်တာကြီးကျွန်တော်ဝယ်တော့မှလာပြီအမဲဆိုကြိုက်ပါလေဆိုတော့ဒီကောင်မိုက်တယ်ဒီကောင်မစိုးဒီကောင်လာတယ်ကိုကြီးဒီကောင်ပိုပြီးလာတယ်ဗျနောက်ကတော့တော့ဒီလိုပါပဲလော်ကာဆိုတဲ့ဟာလေးပဲဘာမှတော့ထွေထူးမပါဘူးအရှိရစတီကာသားဗျာဒီလားကျွန်တော်တို့ဟိုဗီဒီယိုအထည်နဲ့မတူဆိုတာဗျာဟိုလိုစတီကာကြီးရိုက်ထားတာမဟုတ်ဘူးအဲကြတော့အရှိတွေပါကြတော့မပူဘူးဗျာဒီတော့တော်များလေစတီကာအရှိမှကြီးရှိတဲ့ဟာတွေတော်များပူတာများရဗျာဒီကောင်ကအတာမပူဘူးဟောအဆိုးဗျာတော်တော်မိုက်တယ်ဒီလားဒီအောက်မှာလည်းဒီအင်ဂျီရဲ့ဒီအောက်ချင်မှာလည်းဒီလိုလော်ကာဆိုတဲ့ဟာလေးပါတယ်ဆိုးပေါ့နော်။ဟုတ်ကျွန်တော်တို့ကြိုက်တယ်။ DPC တွေကကျွန်တော်ရဲ့ Sigma Vintage ဆိုင်ကိုပို့မဲ့ပစ္စည်းတွေဖြစ်ပါတယ်။အဲဒီ cross body ဘက်လဲတာကျွန်တော်ဖေအတွက်ဒါပို့ပေးပါပါ။ဒီနေ့ကတော့ဗျာဒီမှာမိုးတွေရွာနေတယ်ကျွန်တော်လည်းဘဲမှမသွားဖြစ်ဘူး။ဒါမိုးအေးလေးနေတာမိုးအေးတော့အေးပြမိုးရွာနေဒီမှာပူဆက်ဆက်နေဆိုတော့ဒီမှာကျွန်တော်ပစ္စည်းရောက်တာနဲ့ကွက်တီပဲဆိုပြီးတော့ unboxing video တွေလုပ်ပေးလိုက်တာပါ။ဒီနေ့တော့ကျွန်တော်တို့ဘယ်မှမသွားဖြစ်ပါဘူးဒါပေမဲ့ဒီတရက်နဲ့တော့ကျွန်တော်တို့ night market တစ်ခုသွားဖို့ရှိပါတယ် night market ဆိုတာကျွန်တော် training market တစ်ခုသွားဖို့ရှိပါတယ်အဲ့မှာကကျွန်တော်တို့ဒီ vintage PC တွေများတယ်ပေါ့နော် vintage အထည်တွေများတယ်အဲ့ဒါတွေကိုကျွန်တော်ကြိုက်တခြားလေးရိုက်ပြပြပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲအဲ့ဆိုရင်မနေ့ကပြန်တွေ့ပါမယ်တဒါ